in Atlanta. ယောက်ျားစားတော့မှာလား အေးစားမယ်လေ ဟော ရှင်မလုံးနေရလား မင်းကစားရမှာ ရှင်ကောင်းနေလေဒါတွေပဲတွေးနေထမင်းစားတော့မှာလားလို့မေးနေတာ 哎呦我的妈！ ကိုညာရမ်းမှုနေလို့မှားတော့တာပါကွာတောင်းမှန်ပါနော် တောင်းမှန်လိုက်လို့ကျမပစ္စည်းကငကိုတိုင်းပြန်မဖြစ်တော့ဘူးကျဲသွားပြီရှင့် ဟာအဲ့လိုကြီးအောင်ဖြစ်သွားတာကွာဘာလို့များမှားကုန်လို့ ညကရှင်မူးမူးယူနဲ့စီးလိုက်တာကျမဖက်နဲ့ကြီး နောက်အဲ့စစ်တော့ငါဘယ်တော့မှဆေးထုတ်မလို့လည်းငါမသွားတော့ တော်တော်ဘလို့ဖြစ်လာတော့ကောင်းကြီးရဲ့ ဘူးဘလို့ဖြစ်ရမှာဆရာမတွေပေါ့ကွာငါမဆေးတစ်ခါမှမပူဘူးကွာနည်းနည်းချင်းရင်တော့အလွဲမှတော့ရှိမှာမဟုတ်ကွာအဲ့တော့ငါ့ကိုပြဿနာရှာလွတ်တာ ဘာတွေမျက်လွဲလာလို့တော့ ဟော तू ကဆေးထိုးအောင်တဲ့ခုံမော်တဲတဲ့အစိုးလန်ဆိုငါလန်လိုက်တာအဲ့ချိန်ကနေစရတာပဲ ရှင်းဘလို့တွေသွားလန်လို့တော့ အောင်တကယ်နေလန်တာလေကွာ ဟုတ်ပါပြီအဲ့ဆိုရှင်းဝင်းရမောက်ထားရမလား ပတ်လက်ပေါ်ဟာ လူလောက်ရတာလေပင်ပန်းတော့ကွာသွေးတော့ပြန်တယ် အမေ15မိနစ်တောင်မကြာတဲ့ကောင်ပြင်မဲနေရှိတယ် ဘာလို့ချက်ပြောမလဲပြောတာလောကကြီးမှာလူအပြစ်ရှင်သန်ရတာလူလုံးနေထိုင်ရတာပင်ပန်းတယ်ငကူကချွေချင်းမအကြမ်းမှာထမင်းတွေလောက်စားရတယ်ဒါကိုပြောတာ လူလုံးရတာမပင်မမှာဘူးလူလုံးခံရတာမှာပိုးပင်မတာခါတလေရဲနာပဲ အဲ့ဒါဆိုရင်အရင်မကျန်းနဲ့လို့ပြောပေါ့ အမြဲစိတ်ဆိုးစိတ်ကောက်လုံးနေတော့မှ ကောင်းမှာပဲ ကလေးကြ ဘာဖြစ်လဲခလေးပဲ ကလေးနဲ့ပဲပလာတာ600လောက်ရှိတယ်